အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ channel လေးကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဇလန်လေးကိုမစားနိုင်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျဒါဆိုရင်တော့ဇလန်လေးကိုကိုယ်ပဲစားလိုက်ကြအောင်ပါချမ်းလူရလဲငါပါလျှောက်တွေ့နေတာလဲဘေးထန်းလေးတော့တန်မာနေရတော့ကြိုးစားပြီးကျင့်ကြံနေတာငါလည်းမကျင့်ကြံရင်နောက်ကျကျန်ခဲ့လိမ့်မယ်ဆိုပြီးကျင့်ကြံလိုက်ပြီလေဘေးထန်းတယောက်ကတော့ဒီရေကန်းတကယ်ကျိုးရှိရဲ့ဆွေးတီသေးလုံးသားရှင်ပိုကောင်းမယ်ဆိုပြီးတွေးနေပါတယ်ချမ်းလူရတော့ကျင့်ကြံနေတယ်လေညဘက်ရောက်တော့ဘေးထန်းတယောက်ဓာဝင်းကြီး6တိုင်စီကိုခုကြောင်ကိုပဲသွားနေပြီလေဟိုရောက်တော့မမလာလာရှိမနေပါဘူးခါမှာပဲသူလည်းသူမနေ့ကတည်းကကြောက်မလာနိုင်တာထင်တယ်သူမရှိတော့ငါစိတ်လေးကျင့်ကြံလို့ရပြီဆိုပြီးထိုင်ပြီးကျင့်ကြံနေလိုက်ပြီလေဝိညာဉ်စွမ်းပါရမီဆိုတာဈေးပေါ်သက်သူတွေတက်လိုအပ်တဲ့ရေးကြီးဆုံးချက်တွေတဲ့တစ်ချက်ပါဝိညာဉ်စွမ်းဆိုတာဝိညာဉ်စွမ်းအောင်ပြောတာပါဈေးပေါ်သက်ဖို့ဆိုရင်တစ်မျိုးခန္ဓာနောက်တစ်မျိုးခေါ်ရင်ဝိညာဉ်နဲ့တော့မှဝိညာဉ်စွမ်းကအများကြီးရှိဖို့လိုအပ်တယ်လေအဲဒါကြောင့်ခုလိုဒါဝိညာဉ်6တိုင်ရဲ့ဝိညာဉ်စွမ်းအတိတ်မှုကိုခွင့်အောင်ယူပြီးဝိညာဉ်စွမ်းပထမစဉ်ကိုအောင်မြင်အောင်ကျင့်ကြံဖို့ဆုံးဖြတ်လိုက်ပါတယ်ပေတန်းတရားအောင်မြင်သွားပြီလေဒါဝိညာဉ်ကြောက်တိုင်ရဲ့အတွင်းထဲမှာတော့ဓာမတ3ခုပေါ်လာပါတယ်ပေတန်းကတော့ဒါဝိညာဉ်ကြောက်တိုင်မှာဒါတွေလည်းရှိကြလားဆိုပြီးကြည်နေနေပြီလေပေတန်းကတော့ဝိညာဉ်နဲ့တော့မှစွမ်းအားပြည့်မှာပဲဒီမတတွေကိုချိတ်ပိတ်ယူလို့ရမလားမသိဘူးအချိန်ကြာမှပဲစမ်းကြည့်တာပေါ့အခုချိန်တော့အချိန်ရတော့ဆက်ကျင်ကြအောင်မယ်ဆိုပြီးပြန်ကျင်ကြံနေလိုက်ပါတယ်အဲဒီချိန်ပဲမမလှလှရဲ့တိုက်ခိုက်မှုရောက်လာတယ်လေနင်းရဲ့တတိယတော့မသေးဘူးပဲငါရဲ့တတိပေးမှုတော့မသိတယ်လို့လုပ်ရတယ်လို့မမလှလှပြောတော့ပေတန်းကလည်းမင်းသာသဘောထားမကျင်းမြောက်ရင်မင်းရဲ့တန်ဟာပို့ဆိုးမှမဟုတ်ဘူးဆိုပြီးနေရောက်သားတိုက်ခိုက်နေကြပြီလေပေတန်းကတော့အယူမှနေမရက်ဘူးဆိုရင်ငါ့ကိုပြစ်မတင်နဲ့တော့ဆိုပြီးရှိသမျှတိုက်ကွက်တွေနဲ့အကုန်တိုက်ခိုက်တယ်လေနောက်ဆုံးတော့တန်ရာရှိတဲ့မမလှလှပဲရှော့ပေးလိုက်ရပါတယ်ခေါင်းစုပ်လေးနောက်တစ်ခါနင်းကိုလွတ်ပေးမှမဟုတ်ဘူးဆိုပြီးမမလှလှတယောက်ထွက်သွားပြီလေပေတန်းကတော့ဓာမတ3ခုကိုစပြီးချိတ်ပိတ်နေပါပြီဓာမတ3ခုကိုပေါင်းစပ်နိုင်ရင်တော့သူ့ရဲ့ရှိုးပွဲတိုင်းပညာတစ်ခုဖြစ်လာမှာပါနောက်ဆုံးတော့ပေတန်းချိတ်ပိတ်တာအောင်မြင်သွားပြီလေခုဆိုရင်တော့ပေတန်းကသူ့ထက်တစ်ဆင့်မြင့်တဲ့တိုင်းဝင်းကျင်အဆင့်ကိုတော့ရှင်းပြီးတိုက်ခိုက်နိုင်နေပါပြီပေတန်းဓာမတတွေကိုချိတ်ပိတ်လိုက်တော့ကြောက်တိုင်ကြီးလည်းဝင်းကျင်စွမ်းအားတွေနဲ့လာပြီးအကွဲကြောင်တွေဖြစ်ကုန်ပြီလေသူကတော့သူမသိသလိုပဲနေလိုက်ပါတယ်နောက်တစ်ခါမှတော့ပေတန်းတယောက်ဆေးဝယ်ဖို့ဆေးရောင်းခန်းမကိုလာနေပါတယ်ဆေးရောင်းခန်းမကအဲလူကောင်မလေးကတခင်လေးဘာလို့ရှိပါသလဲလို့မေးလာတော့ပေတန်းကလည်းသူလိုချင်တဲ့ဆွေးထီမြတ်တာရွယ်နဲ့ချာလက်တဲ့နဲ့ရွှေချမ်းနဲ့အစင်းသုံးမော်သားရဲ့သေးလုံးတွေဒီမှာရောင်းလာမသိဘူးဆိုပြီးမေးလိုက်ပါတယ်အဲဂျိုကောင်မလေးကတော့တခင်လေးလိုချင်တာတွေကဒီမှာရှိပါတယ်ဒါမဲ့အဲ့ဒါတွေကဆေးပေါ်သက်သူတွေပဲဝယ်လို့ရတဲ့ပစ္စည်းတွေပါတခင်လေးလိုချင်ရင်တော့တခြားဆေးပေါ်သက်သူတယောက်ကိုကိုကြီးတောင်းပြီးဝယ်ခိုင်းလို့ရပါတယ်ဆိုပြီးပြန်ဖြေလာတယ်လေပေတန်းဟာအဲ့ဒါဆိုလဲငါဆေးပေါ်သက်သူစာမွဲဖြေပြီးမှပဲပြန်လာဝဲတော့မယ်ဆိုတော့ကောင်မလေးကတခင်လေးကဆေးပေါ်သက်သူကိုလားဆိုပြီးမေးလာတယ်လေငါမှမိဝညံတိုင်းတကြောရှိတယ်ဆေးပေါ်သက်နေတချို့လေးလာလိုက်အောင်မယ်ဆိုတော့ကောင်မလေးကတခင်လေးဒီဘက်ကြွပါဆိုပြီးခေါ်သွားပြီလေဒီကတခင်လေးကမိဝညံတိုင်းတကြောပိုင်ဆိုင်ထားပါတယ်ဆေးပေါ်သက်သူစာမွဲပဲဖြေခြင်းနဲ့ဆိုလို့ခေါ်လာခဲ့တာပါဆိုပြီးပေတန်းကိုအကြီးကဲရွေးစီအလိုက်ပြီလေကောင်းငယ်စင်မိဝညံတိုင်းတကြောပိုင်ဆိုင်ထားတယ်ဆိုတော့မင်းသေးပေါ်သက်ဘူးလားမင်းမှမိတော့ပိုင်ဆိုင်တာမျိုးရှိလားဆိုပြီးအကြီးကဲကမေးလိုက်ပါတယ်ပေတန်းကလည်းမိတော့မရှိရင်ဆေးပေါ်သက်လို့မရဘူးလားဆိုပြီးပြန်မိလိုက်တယ်လေမိဝညံတိုင်းတွေကြောရဲ့မိစွမ်းရင်ဆေးပေါ်သက်လို့တော့ရတယ်ဒါပေမဲ့အောင်မြင်နိုင်ကြီးအရင်နေတယ်အဲ့တော့မင်းမိတော့တခုပိုင်တိုင်းမှာပဲဆောင်းဝဲပြန်လာပြတာကောင်းလိမ့်မယ်ဆိုပြီးအကြီးကဲကအကြံပေးလိုက်ပါတယ်ပေတန်းကတော့အစင်းတေးဆေးလုံးပေါ်သက်သူပဲမလားကျွန်တော်တော့မခက်ခဲပါဘူးဆိုပြီးပြန်ပြလိုက်တော့အကြီးကဲတယောက်တင်းပြီလေမောင်းမှလိုက်တာဆေးပေါ်သက်သူဆောင်းဝဲကိုကစားတရားလို့ထင်နေရလားဆေးပေါ်သက်သူဆိုတာဒီနေမီတစ်ခုလုံးမှာလေးစားရအောင်အလုပ်တစ်ခုဖြစ်တယ်ဆိုတာကိုမင်းသိရလားဆိုပြီးဒေါသတကြီးဟောက်ပြီလေပေတန်းကတော့အစင်းတေးဆေးပေါ်သက်သူဆိုတာကျွန်တော်တို့တကယ်မခက်ခဲပါဘူးဆိုပြီးထပ်ပြောလိုက်ပါတယ်ကြီးကဲရွေရတော့မယုံပါဘူးမင်းရဲ့စကားလုံးတွေကရန်ကြီးလို့နေပြီးဆေးပေါ်သက်သူဆောင်းဝဲမဖြစ်ခင်ရွှေတင်းက9သိန်းအရင်ပေးရမယ်ပြီးမှဆေးဘက်ဝင်ပစ္စည်းခွဲခြားခြင်းမိထိတ်ညုပ်ခြင်းအဲ့ဒီစမ်းသပ်ချက်တစ်ခုကိုအောင်မြင်မှရမှာကွာဒါပေမဲ့ရှားရှုံးသွားရင်တော့ပေးပြီးသားငွေ9သိန်းလုံးဝပြန်မရဘူးဆိုပြီးအကြီးကဲအထက်ချင်းပြရလေပေတန်းကတော့ချက်ချင်းပဲအဲဂျိုကောင်မလေးကိုငွေ9သိန်းထုတ်ပေးလိုက်ပါတယ်အခုစစ်သေးမှုစတင်လို့ရပြီလားဆိုပြီးအကြီးကဲကိုမေးလိုက်ပြီအကြီးကဲရွေရလဲအေးလို့ပြောပြီးပေတန်းကိုဆေးဘက်ဝင်ပင်တမင်ထုတ်ပြလိုက်ပါတယ်မင်းဒီဆေးပင်ရဲ့နာမည်နဲ့တက်တန်းကိုပြောပြဆိုတော့ဒါကလေးမျက်နှာတွေပါရောင်ရမ်းမှုကိုတက်တာဆေးပြီးတော့တက်တန်းက250လောက်ရှိပြီဆိုပြီးဖြေလိုက်တယ်လေကြီးကဲရွေရလဲနောက်ထပ်ဆေးပင်တမင်ထုတ်ပြလာပြီးဒီပင်ကရောက်ဆိုတော့ပေတန်းကဒါတက်တန်းနဲ့30ရှိတဲ့ရွှေလင်းမြတ်ရွှေလင်းဆေးပေါ်ဆက်ရမှာတုံးနဲ့ပါဝင်ပစ္စည်းတွေကတခုပါဆိုပြီးဖြေလိုက်ပါတယ်နည်းနည်းပါးပါတော့တော်သားပဲဆိုပြီးကြီးကဲကနောက်တစ်ခုထုတ်ပြရလေပေတန်းကတော့ဒါရွှေပီကြီးပဲပုံစံကတော့ရွှေလင်းကြီးနဲ့တော်တော်တူတယ်ဒါပေမဲ့တန်ဖိုးကတော့ရွှေလင်းကြီးရဲ့10ပုံတပုံတော့မမီဘူးဆိုပြီးဖြေလိုက်တယ်လေကြီးကဲကတော့မင်းမနေပြီးဒါကရွှေလင်းကြီးစစ်ပဲဆိုတော့ပေတန်းကလည်းရွှေလင်းကြီးမှာသွေးဝင်းကျင်စွမ်းရင်ပါတယ်ရွှေပီကြီးမှာတော့မပါဘူးအကြီးကဲမယုံရင်နည်းနည်းချိုးကြည့်လေကျွန်တော်ရှုံးရင်ငွေ9သိန်းသုံးချုံခံပါမယ်ဆိုပြီးပြန်ဖြေလိုက်ပြီလေကောင်းပြီဒီကြီးကဲကပဲဘယ်သူရှက်ခွဲမလဲဆုံးဖြတ်ပေးမယ်ဆိုပြီးနည်းနည်းဖဲလိုက်တော့အဲမှာသွေးဝင်းကျင်စွမ်းရင်ရှိမနေဘူးလေကြီးကဲရှက်ခွဲပါပြီရှက်နဲ့ပဲမင်းဆေးပင်ခွဲကြတာအောင်မြင်ပြီးငါမင်းကိုမီးထိန်ချုပ်တာစစ်ဆေးဖို့ခေါ်သွားမယ်ငါနောက်လိုက်ခဲ့ဆိုပြီးမီးတောက်တွေထားတဲ့ခန်းစီခေါ်သွားပြီလေမီးတောက်တွေထားတဲ့ခန်းစီကိုရောက်တော့ကြီးကဲကဒီလောကမှာမီးတောက်တွေအများကြီးရှိတယ်မီးတောက်ရဲ့ဆွမ်းအားပေါ်မူတည်ပြီးစစ်မှန်ပြီးမိစ္ဆာမီးဝိညာဉ်မီးနဲ့ကောင်းကင်မီးဆိုပြီးခွဲခြားထားတယ်အဲ့ဒီမီးတောက်တွေထဲမှာစစ်မှန်မီးဘယ်နှမျိုးမိစ္ဆာမီးဘယ်နှမျိုးဝိညာဉ်မီးဘယ်နှမျိုးပါလဲဆိုပြီးခွဲခြားခိုင်းပြီလေပြီးထန်းကတော့ဒီထဲမှာစစ်မှန်မီး4မျိုးနဲ့မိစ္ဆာမီး2မျိုးရှိတယ်အဲ့ဒီအပြာရောင်မီးတောက်တစ်ခုကသာဝိညာဉ်
င်ပြီဆိုပြီးပြန်ဖြေလိုက်ပါတယ်မင်းရဲ့အမြင်ကတော့တက်မြတ်ပါတယ်မင်းမီတော့တွေကိုထိန်းချုပ်ပြရမယ်မီတော့တစ်မျိုးကို10စက္ကန့်ထိန်းချုပ်နိုင်စစ်ဆေးမှုအောင်မြင်ပြီလို့သတ်မှတ်မယ်ဆိုတော့ပေတန်းတရားမီတော့ကုန်းလုံးကိုတခါတည်းထိန်းချုပ်ပြလိုက်ပြီလေပေတန်းကအကြီးကဲကျွန်တော်ဒီစစ်ဆေးမှုကိုအောင်မြင်ပြီလားဆိုတော့အကြီးကဲကလည်းအန်ဟောနေအောင်မြင်ပြီဆိုပြီးပြန်ဖြေလိုက်ရတယ်လေအကြီးကဲဒီပြာရောင်မျိုးဝิญญาအရန်ကောင်းနေယူလို့မရဘူးလားဆိုတော့ဟိုကလည်းပြင်မလူတွေယူလို့မရဘူးလေကျွန်တော်ဆေးလုံးပေါ်သက်သူဖွဲ့ချုပ်မှာဆေးပေါ်သက်သူဖြစ်လာရင်ရောဆိုတော့ယူလို့မရသေးဘူးလေဘယ်လိုလုံးမှယူလို့ရမှာလဲဆိုတော့အစင်းသုံးဆေးပေါ်သက်သူဖြစ်မှယူလို့ရမှာဆိုပြီးပြန်ဖြေတယ်လေချက်ချင်းပဲအစင်းသုံးဆေးပေါ်သက်သူဆောင်ဝဲဖြေဖို့ဆုံးဖြတ်လိုက်ပါတယ်ကြီးကဲကလည်းမင်းစင်းတေးဆေးပေါ်သက်သူတော့မဖြစ်သေးဘူးစင်းသုံးဆေးပေါ်သက်သူဆောင်ဝဲကိုဘယ်လိုဖြေမှလဲဆိုပြီးမေးလိုက်ပါတယ်ကျွန်တော်ကိုဒီပြာရောင်ဝิญญาမီတောင်းခိုင်းရင်အစင်းသုံးဆေးပေါ်သက်သူဖြစ်ဖို့ဆိုတာကျွန်တော်တော့မခက်ခဲပါဘူးဆိုပြီးပြန်ဖြေတယ်လေကြီးကဲကြီးကညင်တော့ကျွန်တော်ရွှမ်းစင်းဆေးပေါ်သက်နည်းနဲ့လဲမယ်လေဆိုတော့ကြီးကဲတယောက်စဉ်းစားရပြီလေဆေးပေါ်သက်နည်းဆိုတာဆေးပေါ်သက်သူများအဖွဲ့အစည်းရဲ့အခြေခံလိုအပ်ချက်ပါရွှမ်းစင်းသေးညွန့်ဆိုတာလူကျင်တိုင်းမရနိုင်တဲ့ရမျိုးပါမင်းစီမှာတကယ်ရှိတာလားဆိုပြီးကြီးကဲကမေးလာတယ်လေကျွန်တော်ကိုမီတောင်းခိုင်းရင်တာကြီးဝิญญาဆေးလုံးပေါ်သက်နည်းလက်ဆောင်ပေးမယ်ဆိုတော့ကျွေးဆေးလုံးနဲ့တာကျွေးဆေးလုံးနဲ့ဘာကွာလဲဆိုပြီးကြီးကဲတယောက်ပြန်မေးနေရပြီလေပေတန်းကတော့ကျွေးဆေးလုံးကအစင်းနေဆေးလုံးတာကျွေးဆေးလုံးကတော့အစင်းမြင့်ဆေးလုံးတန်ဖိုးကလူကြီးမင်းနဲ့သူမလိုပဲကွာခြားတယ်ဟုတ်ပါဘူးမိုးနဲ့မျိုးလိုကွာခြားတယ်လို့ပြောချင်တာပါဒီဆေးပေါ်သက်နည်းဒါဆေးပေါ်သက်သူဖွဲ့စည်းမှာရှိလာရင်အဖွဲ့ရတနာတွေရဲ့အားတစ်ခုတောင်ဖြစ်လာအောင်ပါဒီလန်ဟောမျိုးမှာဆေးပေါ်သက်နည်းအထုနဲ့ဆေးပေါ်သက်သူဖွဲ့စည်းကိုဘယ်သူကလာလင်ရဲမှလဲဆိုပြီးပြောလိုက်ပါတယ်ကောင်းပြီငါမင်းကိုခေါင်းဆောင် IDT ခေါ်သွားမယ်သူကပဲဆုံးဖြတ်လိုက်မယ်ဆိုပြီးခေါ်သွားပြီလေအဲ့မှာတော့စော်လေးတပွေစင်းသုံးဆေးပေါ်သက်သူဆောင်ဝဲပဲကိုဖြေနေပါတယ်သူမကတော့မော်လီပါဒီပိုင်းလေးကတော့ဒီလောက်ပါပဲဗျအတစ်တစ်တွေကိုနေ့တိုင်းတက်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနေခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ဗျကျွန်တော်မှာဖုတ်ပါအားလုံးကျေးဇူးတင်ပါတယ်ဗျ